Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာတော့ကျွန်တော်တို့ကstorage device တွေဝင်နေပေါ့နော်ဝယ်တယ်ပေါ့နော် HDD ပဲဖြစ်ဖြစ် SSD ပဲဖြစ်ဖြစ် M2 ပဲဖြစ်ဖြစ် M SATA ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့တကယ်ဝယ်တော့ကတော့128 256 512 1TB 2TB စသဖြင့်ဝယ်တယ်ပေါ့ဒါပေမဲ့တကယ်ပေါ့ကျွန်တော်တို့စက်ထဲမှာပေါ့ပြန်ကြည့်လိုက်တဲ့အခါမှာဥပမာကျွန်တော်က256ဝယ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တကယ်သုံးလို့ရတာကဒီမှာဆိုရင်ကျွန်တော်စက်ထဲမှာဆိုရင်222 GB ပဲသုံးလို့ရတယ်။ဒါဆိုရင်ကျန်တဲ့ GB တွေကဘယ်ရောက်သွားလဲ။ကျန်တဲ့ GB တွေကဘယ်ရောက်သွားလဲ။ဒီဘက်မှာဆိုလဲကျွန်တော်ဒါ 1TB တစ်လုံးတက်ထားတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တကယ်သုံးလို့ရတာက931 GB ပဲရှိတယ်။ဒါဆိုတော်တော်ကွာနဲ့ Gig 80လောက်ပြောင်း။ဒါဆိုအဲ့ GB တွေကဘယ်ရောက်သွားလဲ။အဲ့ Gig တွေကဘယ်ရောက်သွားလဲ။ကျွန်တော်တို့ရောင်းတဲ့ကုမ္ပဏီကငကိုတွေကလိမ်ပြီးပေးလိုက်တာလား 1TB ဆိုပြီးတော့မပြည့်သေးတဲ့အပြည့်အဝမှာပါတဲ့အရာကိုကျွန်တော်တို့လိမ်ပြီးပေးလိုက်တာလား။ဘာကြောင့်လဲ။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာဆွေးနွေးသွားမှာဖြစ်ပါတယ် Okay အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ storage device တွေကိုအရင်ဆုံးစပြီးကြည့်အောင်เนาะကျွန်တော်တို့ကွန်ပျူတာမှာဆိုရင်လက်ရှိပေါ့เนาะလက်ရှိဈေးကွက်ထဲမှာဖြစ်စေလူသုံးများဆုံးဖြစ်နေတဲ့အရာ၄မျိုးပဲကျန်တယ်ပေါ့เนาะဒီ၄ခုပဲရှိတော့တယ်HDD ရှိတယ် SSD ရှိတယ် M2 ရှိတယ် M SATA เนาะ M SATA တော့မှတိတ်မရှိတော့ဘူးပြ update တွေတိတ်မထွက်တော့ဘူးเนาะများသောအားဖြင့်ဒီ all in one set တွေမှာ version နှိပ်တယ်ပေါ့เนาะဘုတ်အဟောင်းတွေမှာဒီ M SATA တက်ထားတာကိုတွေ့နိုင်သေးတယ်ဗျเนาะလူသုံးများဆုံးကတော့SSD နဲ့ M2 เนาะ M2 ကတော့နောက်ဆုံး latest ထပ်ထွက်လာတာပေါ့เนาะပြီးရင်တခြား USB stick တွေလည်းရှိအောင်ပဲပေါ့เนาะဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပေါ့เนาะ storage device ပေါ့เนาะကျွန်တော်တို့ပုံတွေ video တွေเนาะအသံ file တွေเนาะတင်ဆက်ထားတဲ့မြည်သည့် storage device မှာမဆိုကျွန်တော်တို့ဝယ်လို့ရှိရင်128 256 512 1TB စသဖြင့်ဝယ်ကြတယ်ဒါပေမဲ့တကယ်ကျွန်တော်တို့စက်ထဲမှာကြည့်တဲ့အခါမှာဘယ်တော့အခါမှာအပြည့်အဝပါမလာဘူးเนาะအပြည့်အဝပါမလာဘူးအဲ့တော့တချို့ကတော့တွေးကောင်းတွေးလိမ့်မယ်ဟာဒါကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့စက်တွေမှာဆိုလို့ရှိရင် recovery အတွက်လောက်တာတို့ reserve file တို့ဒါတွေအတွက်ခြံထားတာလို့ပြောကောင်းပြောလိမ့်မယ်တကယ်တော့ဒါကလည်းမှန်ကန်တဲ့အယူဆတော့မဟုတ်ဘူးဗျဘယ်လိုပြောမလဲ reality မဆန်ဘူးပေါ့နော်ကျွန်တော်ဒီမှာဆိုရင်256မှာဆိုရင်ကျွန်တော်တကယ်သုံးလို့ရတာနှစ်သုံးလုံးပေါ့နော်222 GB ပဲသုံးလို့ရတယ် 1TB မှာဆိုရင်လည်း 1TB မှာဆို1024ပေါ့နော်1024မှာဆိုလို့ရှိရင်ကျွန်တော်930လောက်ပဲသုံးလို့ရတယ်เนาะအဲ့တော့ခုနယူဆသလိုမျိုးပေါ့နော်ကျွန်တော်တို့ recovery အတွက် reserve file တွေအတွက်ကျွန်တော်တို့ရဲ့ hard disk တွေကိုပေါ့နော်ပို့ပြီးတော့ကောင်းအောင်လို့နေရာတွေခြံပေးထားရတယ်ပေါ့အဲ့လိုယူဆတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ဒါကလည်းမှန်ပြန်ဘူးဗျအဲ့တော့ကျွန်တော်တို့disk management ထဲမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်222 GB သုံးတယ်ပေါ့နော်222 GB ကျွန်တော်သုံးလို့ရတယ်ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ SSD ဖြစ်ဖြစ် HDD ဖြစ်ဖြစ် M2 ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့ performance အတွက် health အတွက်ပေါ့နော်200 MB ဒီဘက်မှာဆိုလဲ900 MB လောက် recovery အတွက်ထားတာရှိတယ်အဲ့တော့ဒီနှစ်ခုကျွန်တော်ပေါင်းကြည့်လိုက်ဆိုပါစို့ 1GB ပဲထားပါတော့ကျွန်တော်တို့ဒီ 1GB ကိုဒီထဲထည့်ရင်တော့မှ223ပဲရှိသေးတယ်ကျွန်တော်တို့က 18GB နီးပါးလောက်ကျွန်တော်တို့ပျောက်နေသေးတယ်256မှာဆိုရင်လေနော်ကျွန်တော်ဒီမှာဆိုလဲ 1TB မှာဆိုလဲကျွန်တော်တို့ Gig 80လောက်ကိုပျောက်နော်ဒါလေးကိုစစ်ချင်တော့ကျွန်တော်ဒီ search box ကနေပြီးတော့ partition လို့ရိုက်လိုက်ပြီအဲ့မှာ create partition format တို့ဘာလို့တက်လာလိုက်ပြီအဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်ဒီကျွန်တော်တို့ set ထဲမှာရှိတဲ့ disk management တွေရောက်သွားလိမ့်မယ်နော်အဲ့တော့ကျွန်တော် recovery တွေအတွက်ကြောင့် reset အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီဟာတွေကပျောက်နေတယ်ဆိုရင်လည်းဒါကဒီ user မဟုတ်သေးဘူးဗျနော်ဒီ user မှားနေနော်အဲ့တော့ကျွန်တော်ဒါကိုသေသေးချာလေးပေါ့လေ့လာထားတယ်ပေါ့နော်အဲ့တော့ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင်အဓိကကတော့ကျွန်တော်တို့decimal ပေါ့နော် decimal နဲ့ binary calculation လုပ်တဲ့အခါမှာတွက်ချက်မှုကြောင့်ဖြစ်သွားတာဗျနော်တကယ်တော့ကျွန်တော်တို့ကြော်ညာတယ်ပေါ့နော်ကျွန်တော်တို့ label မှာပေါ့ကျွန်တော် SSD ပဲဖြစ်ဖြစ် HDD ပဲဖြစ်ဖြစ် label မှာထိုးရတာ128 GB ကို128သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တကယ်သုံးလို့ရတာက119ပဲသုံးလို့ရတယ်ဒီလိုပဲဗျ256 512 1TB မှာလဲကျွန်တော်တို့ကရော့သွားတယ်ကျွန်တော်ဘယ်တော့ခါမှအပြည့်အဝသုံးလို့မရဘူးအဲ့ဒါတွေရဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ decimal နဲ့ binary number system ကြောင့်ဖြစ်တယ်ဗျတကယ်တော့decimal နဲ့ binary number ဆိုတာ trade ထူးတော့မဟုတ်ဘူးဗျကျွန်တော် decimal ကနေစပြီးပြောပြမယ်decimal number ကတော့ကျွန်တော်တို့နေ့စဉ်သုံးနေရပေါ့နော်ကျွန်တော်ကိန်းဂဏန်းတွေရေတွက်တယ်900 1000 1200 1000 2000ရေတွက်နေတယ်ဒါကကျွန်တော် decimal number ကိုသုံးပြီးရေတွက်နေတာဗျလူတွေနေ့စဉ်သုံးတာသူက10 base ပေါ့နော်0ကနေ90ရှိတယ်9ကိုကျော်သွားရင်ရှေ့ကို1တူတယ်ဒီလိုမျိုးသွားတယ်အဲ့ဒီမှာကြည့်လိုက်လေဗျာကျွန်တော်345ဆိုရင်
5ကကြတော့ကျွန်တော်တို့ကခုကနန်း4ကကြတော့10ကနန်း3ကကြတော့ရာကနန်းเนาะခု10ရာ345ဒီလိုအဓိပ္ပာယ်ဘာလို့ကျွန်တော်တို့ဒီ decimal number က base 10ဖြစ်ရတာလဲဆိုလို့ရှိရင်သူကတော့လူတွေမှာလက်10ပဲရှိတယ်ပေါ့เนาะဒါကြောင့်မို့လို့decimal number ကို base 10အနေနဲ့ထားရတယ်ပေါ့ဒီလိုယူဆတာလည်းရှိအဲ့တော့decimal number ကကြတော့ကျွန်တော်လူသားတွေနေ့စဉ်တိုင်းသုံးတယ်ပြီးတော့ကျွန်တော်တို့ဒီ SSD တွေဒီ storage device တွေပေါ့နော် storage device တွေထုတ်တဲ့ company တွေက decimal number ကိုသုံးပြီးတော့ရေးတွက်တာ decimal number ကိုသုံးပြီးတော့အဲ့တော့ကျွန်တော်တို့ label ထိုးရတဲ့ရှိမှကြတော့ကျွန်တော်တို့က128တို့256တို့512တို့ 1TB တို့ဒါတို့က तू ကဒီ storage ကိုပေါ့နော် storage device တွေကိုထုတ်တဲ့ company က decimal number အနေနဲ့ရေးတွက်လိုက်တာเนาะသူတို့ကလည်းသူတို့ရဲ့ set တွေမှာကျွန်တော်တို့သူတို့ရဲ့ပစ္စည်းတွေမှာဒီ marketing label အနေနဲ့128256လိုမျိုးတက်ထားတာဒါပေမဲ့ကျွန်တော်တို့ကွန်ပျူတာကကြတော့ decimal တန်ဖိုးတွေကိုနားမလဲကျွန်တော်တို့ကွန်ပျူတာနားလဲတာ binary တန်ဖိုးပဲနားလဲရှင်းရှင်းလေးပြောရရင်0နဲ့1ပဲနားလဲတာเนาะ0နဲ့1ပဲနားလဲဘာလို့0နဲ့1ပဲနားလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာတစ်ခုလုံးကလျှက်စစ်တွေနဲ့ပဲဖွဲ့စည်းကြတာလျှက်စစ်စီးကြောင်းတွေလျှက်စစ်စီကန်းလမ်းကြောင်းတွေပတ်လမ်းတွေပဲဖွဲ့စည်းတာအဲ့တော့သူက state နှစ်ခုပဲရှိတယ်လျှက်စစ်စီးလားမစီးဘူးလားဒီနှစ်ခုကိုအခြေခံပြီးတော့တွက်ချက်မှုပေါင်းများစွာပြုလုပ်တယ်เนาะဒါကြောင့်မလို့ကျွန်တော် binary number မှာကြတော့0နဲ့1နှစ်မျိုးပဲရှိတယ် base အနေနဲ့ကတော့2ပေါ့เนาะဒီနှစ်ခုကိုအခြေခံပြီးတော့အလုပ်လုပ်တာဒါတွေကကျွန်တော်တို့ကအဝေးတော့မဟုတ်ဘူးကျွန်တော်တို့ calculator မှာလေ calculator ကွန်ပျူတာမှာဆို calculator မှာ programmer ကိုပြောင်းပြီးတော့ကျွန်တော်တို့ decimal binary တန်ဖိုးတွေတွက်ထုတ်လို့ရတာရှိကျွန်တော်ဒီမှာလည်းတစ်ခုလောက် binary ကို decimal တန်ဖိုးပြောင်းပြထားတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ SSD တွေ M2 တွေ HDD တွေကျွန်တော် storage device ထုတ်တဲ့ company တွေကသူတို့က label ထိုးပေးလိုက်တာက decimal တန်ဖိုးနဲ့ထိုးပေးလိုက်တာဒါပေမဲ့အဲ့ decimal တန်ဖိုး binary တန်ဖိုးပြောင်းတဲ့အခါမှာတန်ဖိုးတွေကလျော့သွားတယ်ဗျတန်ဖိုးတွေကလျော့သွားဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ set တွေမှာကြည့်လိုက်တဲ့အခါမှာဘယ်တော့မှ256ဆိုရင်256အပြည့်အဝသုံးခွင့်မရဘူးဗျအဓိကအကြောင်းအရာတော့ decimal နဲ့ binary တန်ဖိုး calculation လုပ်တဲ့အခါမှာเนาะကွက်ပြချနိုင်ချက်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ set ထဲမှာ storage device တွေရော့ပါလာကျွန်တော်တို့သိထားတဲ့ recovery ကြောင့် research တွေကြောင့်မဟုတ်ဘူးဗျတကယ်ရတော့လေပြီးတော့ကွန်ပျူတာကအမြဲတမ်းသူကတပယ်ပေါ့နော်နှစ်ဆပဲရှိတွက်တယ် binary တန်ဖိုးမှာလေကျွန်တော်တို့စဉ်းစားကြည့်4K ရှိတယ် 8K ရှိတယ် 60K ရှိတယ်32 64 128 256 512 1TB ဒီလိုသူကနှစ်ဆတက်သွားကျွန်တော်တို့ကပြောမယ်ဆိုရင် 18K တို့ 32K တို့အဲ့လိုမျိုးမရှိဘူးဗျနော်သူကအမြဲတမ်း binary တန်ဖိုးပဲခြေခံတယ် binary တန်ဖိုးက0နဲ့1ဒါပဲဘာလို့လဲဆိုရင်လျှက်စစ်စီးလားမစီးဘူးလားเนาะလျှက်စစ်စီးကြောင်ရှိလားမရှိဘူးလားဒီတန်ဖိုးပေါ်မူတည်ပြီးတော့အလုပ်လုပ်တာเนาะအဲ့တော့ binary နဲ့ decimal ရဲ့ကွဲပြားခြားနားချက်ကိုကျွန်တော်ထပ်ကြည့်အောင်เนาะအဲ့တော့decimal ကတော့ base က10 binary က2เนาะdigital မှာဆိုရင်0 to 9ဒါပေမဲ့ binary မှာတော့0နဲ့1ပဲရှိတယ်အဲ့တော့ decimal တန်ဖိုးကိုလူသားတွေကသုံးတယ်ကွန်ပျူတာကကျတော့ binary တန်ဖိုး1နဲ့0ပဲနားလဲเนาะကျွန်တော်တို့ SSD တွေ M2 တွေ storage device တွေမှာ label ထိုးတော့ decimal တန်ဖိုးနဲ့ထိုးရတာဗျ binary တန်ဖိုးနဲ့ထိုးရတာမဟုတ်เนาะအဲ့တော့ကျွန်တော်တို့ကွန်ပျူတာကတွက်လိုက်တဲ့အခါမှာ binary တန်ဖိုးနဲ့တွက်လိုက်တဲ့အခါမှာအဲ့ decimal တန်ဖိုးတွေကရော့ကျသွားတယ်เนาะဒါကြောင့်မို့ OS calculation လုပ်တဲ့အခါမှာ decimal တန်ဖိုးနဲ့လုပ်တာမဟုတ် binary တန်ဖိုးနဲ့လုပ်တာเนาะအဲ့တော့ဘယ်လိုကြီးလဲဆိုတော့ decimal တန်ဖိုးမှာ तू က1 kilobit ပေါ့เนาะ1 kilobyte မှာ1000နဲ့ तू ကရည်တာအဲ့လိုနဲ့ပေါ့เนาะကျွန်တော် kilobyte megabyte gigabyte ရောက်တဲ့အခါမှာ1 gig မှာဆိုရင်1000 MB ရှိတယ်ဒါ decimal အနေနဲ့တွက်တာ decimal တန်ဖိုးနဲ့တွက်တာဒါပေမဲ့ binary တန်ဖိုးနဲ့တွက်တဲ့အခါမှာเนาะ1 KIV မှာကျတော့1024 byte ရှိတယ်เนาะတော့1024 byte ရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီမှာ24လေးကပိုနေတယ်ဗျတန်ဖိုးလေးကလေ decimal မှာ binary ပြောင်းတဲ့ချိန်မှာတန်ဖိုးတွေကဘာဖြစ်လဲဆိုရော့ကျသွားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ set တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရေးရတာတော့128မှန်တယ်ဒါပေမဲ့ဒီ128ဒီ decimal တန်ဖိုးအနေနဲ့ရေးရတာတကယ်ကွန်ပျူတာနားလဲတာ binary တန်ဖိုးနဲ့နားလဲအဲ့တော့ decimal တန်ဖိုးကို binary တန်ဖိုးပြောင်းလိုက်တဲ့အခါမှာတန်ဖိုးတွေကရော့ကျသွားတယ် decimal တန်ဖိုးက 1GB ကို1000 MB နဲ့တွက်တယ်သို့တော့ binary တန်ဖိုးကကျတော့ 1GB ကို1024 MB နဲ့တွက်တယ်အဲ့တော့ကျွန်တော်တို့ကတကယ်တွက်လဲထုတ်လိုက်တဲ့အခါကျတော့128ဆိုတဲ့ storage device က110ကို GB 119.2ပေါ့နော်ဒီလောက်ပဲသုံးလို့ရတော့256မှာလည်း238.4ဒီလောက်ပဲသုံးလို့ရတယ် file 1တဖြည်းဖြည်းနဲ့ရွေ့ကျသွား
နော်အဲ့တော့ကျွန်တော်တို့ကဘာကြောင့်ကျွန်တော်တို့ဆက်ထဲမှာကျွန်တော်တို့ဝယ်တဲ့အတိုင်းပေါ့256ဝင်256မပါလဲဆိုလို့ရှိရင်အဓိက decimal နဲ့ binary calculation ညောင်းပဲဗျကျွန်တော်တို့ story device ထုတ်တဲ့ကုမ္ပဏီက decimal တန်ဖိုးနဲ့ရေးတွက်လိုက်တယ်မှန်တယ်ဒါပေမဲ့ကွန်ပျူတာဒီ decimal တန်ဖိုးနားမလဲသူဒီ binary တန်ဖိုးပဲနားလဲအဲ့တော့ decimal တန်ဖိုးတွေကို binary တန်ဖိုးချိန်လိုက်တဲ့ဆိုတဲ့အခါမှာတန်ဖိုးတွေကရောကျသွားဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဆက်ထဲမှာတကယ်စစ်ကြည့်လိုက်ရော binary တန်ဖိုးတွေနဲ့ဖြစ်နေနော်အဲ့တော့နောက်တစ်ခုတန်ဖိုးရောရတဲ့အကြောင်းရင်းနောက်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုကျွန်တော်တို့ရဲ့ storage device တွေကိုပေါ့နော် SSD တွေ HDD တွေ USB တွေနော်အဲ့ဒါတွေကိုကျွန်တော်တို့ format ချလို့ရှိရင်လေကျွန်တော်တို့ရဲ့ဒီပေါ့နော်ကျွန်တော်တို့ရဲ့ capacity ပေါ့နော် capacity ကနည်းနည်းလျော့သွားတယ်ဗျဒါပေမဲ့ तू ကအများကြီးလျော့တာတော့မဟုတ်နည်းနည်းလေးပေါ့နော်ဥပမာပေါ့5 mat 10 mat 20 mat မတ်နေရဒီလောက်ပဲလျော့တာခုနလိုမျိုးကျွန်တော်တို့K20 K30 အဲ့လိုကြီးပြောက်လောက်အောင်ဒီမဟုတ်ဒါပုံမှန်ပဲဗျဘယ်သူမှရှောင်လွှဲလို့မရဘူးနော် SSD ပဲလို့ HDD ပဲလို့ USB ပဲလို့ဘယ် device ကိုပဲ format ချတိုင်းမှာသူ့ရဲ့ megabyte ပေါ့နော်5 mat 10 mat ဒါလောက်ပမာဏလေးကအမြဲတမ်းသူကလျော့သွားတယ်ကျွန်တော်တို့ဗျာစာရွက်မှာဘောပင်နဲ့စာရေးသလိုပေါ့ဘောပင်နဲ့စာရေးကျွန်တော်တို့ကတခုမှားသွားတယ်ပြန်ဖြတ်လိုက်တယ်ဒါပေမဲ့အဲ့နေရာမှာတော့ပြန်ရေးလို့မရဘူးတခြားနေရာမှာသူ့ရဲ့ဘေးနားမှာထပ်ပြီးတော့ရေးရတယ်တော့နေရာလွတ်နေလျော့သွားတယ်ပေါ့ရေးရတဲ့နေရာနဲ့လျော့ပါအဲ့လိုပဲကျွန်တော်တို့ format ချလိုက်လို့ရှိရင် तू က file system တွေပြန်ပြီးတည်ဆောက်ရတယ်ပြောမလို့ database အသေးလေးပြန်လုပ်ရတယ်နော်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ရဲ့ capacity ပေါ့နော် USB ပဲကျွန်တော် SSD ပဲဖြစ်ဖြစ် HDD ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ capacity ကနည်းနည်းတော့လျော့ကျသွားဒါပေမဲ့ကျွန်တော်တို့ခုနလိုမျိုးပေါ့နော် K20 K30 ပျောက်လောက်အောင်ထိ format ချတာအားမကောင်းနော်ဒီမှာကျွန်တော်နမူနာလေးပြရတယ်ကျွန်တော်တို့က32GB ရှိတယ် USB stick တစ်ခုကို format တစ်ခါချတယ်ဆိုလို့ရှိရင်10 mat အလုံးစုံ50 mat လောက်ထိပဲ short ချပါဒါပုံမှန်ပဲတာမှန်ပဲ128မှာဆိုရင်မှတ်50မှတ်200ဒီလောက်ပဲအဲ့တော့ git 100ကျော်ကြီးမှာ50 mat လောက်ပေါ့နော်ခင်မှတ်50လောက်ပျောက်သွားတာပြဿနာမရှိဘူးဗျပြဿနာမရှိဘူးအဲ့တော့ဒီပျောက်သွားတဲ့ပမာဏတွေကိုတော့ကျွန်တော်တို့ကပြန်အသုံးပြုခွင့်မရှိဘူးသုံးလို့မရအောင်ဒါပေမဲ့လည်းဒီလိုပေါ့နော်ဒီလိုကိစ္စတွေကလိုအပ်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရဲ့ stick ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ storage device တွေကိုပို့ပြီးတော့ speed တွေပို့ပြီးတော့stability ဖြစ်ဖို့အတွက်ကျွန်တော်တို့အသုံးပြုရတယ်။အဲ့တော့ကျွန်တော်တို့ဒီ K20 K30 လောက်ပျောက်ရတဲ့အဓိကအကြောင်းအရင်းတော့မဟုတ်ဘူး။အဓိကအကြောင်းအရာတော့ကျွန်တော်တို့ binary နဲ့ decimal ကနေ binary ပြောင်းတဲ့ calculation ကြောင့်ဖြစ်တယ်။နော်အဲ့တော့ကျွန်တော် format ချတာကတကယ်အစစ်မှန်အကြောင်းအရင်းတော့မဟုတ်ဘူး။နော်အဲ့တော့ decimal တန်ဖိုးကကျတော့ကျွန်တော်တို့ဒီ storage device ထုတ်တဲ့ကုမ္ပဏီတွေပြီးတော့ကျွန်တော်လူသားတွေပုံမှန်တွက်ချက်မှုတွေပြုလုပ်တဲ့ဟာ binary ကကျတော့ကွန်ပျူတာပဲနားလဲတာကွန်ပျူတာ binary တန်ဖိုးပဲနားလဲဘာလို့လဲဆိုတော့ကွန်ပျူတာထဲမှာရှိတဲ့အရာအလုံးကလျှက်စစ်စီးကြောင်းတွေပဲလျှက်စစ်စီးကြောင်းတွေကြီးပဲလျှက်စစ်စီးလားမစီးဘူးလားလျှက်စစ်ရှိလားမရှိဘူးလားဒီပုံမူတည်ပြီးတော့တွက်ချက်မှုတွေပြုလုပ်ရတာဒါကြောင့်မလို့သူ့မှာတန်ဖိုးကနှစ်ခုပဲရှိတယ်1နဲ့0အဲ့တော့ကျွန်တော်တို့ကကုမ္ပဏီကလည်း decimal တန်ဖိုးနဲ့တွက်ပြီးရောင်းလိုက်တာသူကလည်းမှန်တယ်အဲ့တော့ကျွန်တော်တို့ကွန်ပျူတာလေးကိုထည့်လိုက်တဲ့ခါမှာလေကွန်ပျူတာကလည်း तू က binary တန်ဖိုးပဲနားလေတဲ့အတွက်ကြောင့် binary တန်ဖိုးနဲ့ပြပဲအဲ့တော့တကယ်တော့ data တွေကပျောက်သွားတာတော့မဟုတ်ဘူးဗျဘယ် storage device မှာဆိုဒီပြဿနာရှိနေတာပဲတခြား running issue ကြောင့်လည်းမဟုတ် virus တွေကြောင့်လည်းမဟုတ်ဘူးဗျเนาะအဲ့တော့ကျွန်တော်တို့ကဘာနဲ့အလားတန်တူလဲဆိုတော့ဗျကျွန်တော်တို့ကဟိုငွေလဲသလိုပဲဗျဥမာလက်ရှိဒေါ်လာပေါ့နော်ဥမာ$ကိုမြန်မာငွေ4000ပေါက်တယ်ဆိုပါစို့ပေးတဲ့လူက$ပေးလိုက်တယ်ကျွန်တော်က$4000ပေးလိုက်ရတယ်ပမာဏကတော့ကွာတယ်ဒါပေမဲ့ညီမျှတယ်ပေါ့နော်အတူတူပဲပေါ့နော်ဘတ်ပဲလဲကြက်ပဲလဲရွမ်ပဲလဲပေါ့ဒေါ်လာပဲလဲပေါ့ဒီဘက်ကပေးလိုက်တဲ့ပမာဏများတယ်မင်းကပေးရနည်းနည်းလေးအဲ့လိုလည်းမဟုတ်ဘူးဗျနော်တွက်ချက်မှုတစ်ခုကြောင့်ပေါ့နော်ကျွန်တော်တို့ရဲ့စံထားတဲ့တွက်ချက်မှုတစ်ခုကြောင့် data တွေပျောက်ဆုံးသွားတယ်လို့ထင်ရတာတကယ်ကတော့ဒီ manufacturer ပေါ့နော်ဒီ storage device တွေကိုထုတ်တဲ့ manufacturer တွေဘက်ကလည်း decimal တန်ဖိုးနဲ့ထည့်ပြလိုက်တာမှန်တယ်ကွန်ပျူတာကလည်းသူနားလေတဲ့ binary တန်ဖိုးကိုပြောင်းလဲပြီးတော့ပြပေးတာမှန်တယ်ဗျနှစ်ဦးနှစ်ဖက်လုံးကမှန်တယ်ဘယ်သူမှမမှားဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ decimal နဲ့ binary calculation တစ်ခုကြောင့်ကျွန်တော်တို့ရဲ့ဝယ်တဲ့ခါမှာအပြည့်အဝမရဘူးလို့ခံစားရတာတကယ်တော့ data တွေကပျောက်ဆုံးသွားတာလည်းမဟုတ်တခြား virus တွေကြောင့်လည်းမဟုတ် running issue တွေကြောင့်လည်းမဟုတ် decimal binary calculation တွက်ချက်မှုတစ်ခုကြောင့်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကနားလဲရနော်
ဒါပေမဲ့တချို့ storage device တွေမှာ तू ကဒဲ့ရေးရတာဗျာ तू က230ပေါ့ဒီမှာဆိုပေါ့နော်အာ SSD 230ဒီမှာဆိုလဲ120 GB ဒဲ့ပဲရေးရတာတကယ်တော့သူတို့ကဗျာ decimal တန်ဖိုးနဲ့မပြရဘဲနဲ့ तू က binary တန်ဖိုးကိုတစ်ခါတည်းဓာတ်ရိုက်ပြလိုက်အဲ့လိုဆိုရင်ဝဲလူတွေကဗျာဟာ256ဝဲတာ230ပဲရတယ်128ဝဲပါရဆိုမှ120 GB ပဲရတယ်လို့သူတို့ကထင်ကောင်းထိတ်လဲမဟုတ်ဘူးဗျဒါကဒီ company တွေကအမှန်တိုင်းရေးရတာကျွန်တော်တို့တကယ် binary သုံးနိုင်တဲ့ပေါ့နော်တကယ်လက်ရှိပေါ့နော် user တွေသုံးနိုင်တဲ့เนาะတကယ် usable capacity ကိုပဲသူတို့ကရေးရတာပြောလို့ဆိုပို့ပြီးတော့ယူသားတယ်ပေါ့ဗျာเนาะကွယ်ဝတ်မထားဘူးပေါ့မင်းတို့ကတော့256ဝယ်လို့ပြောတာတကယ်230 GB ပဲသုံးလို့ရသူကဒဲ့ပဲ230လို့ရေးရတာဒါကြောင့်မလို့ကျွန်တော်တို့ကဒီလို brand တွေတွေ့လာရင်ကျွန်တော်သူကငကိုတွေက game မပြည့်တာမဟုတ်ဘူးဗျသူတို့ binary တန်ဖိုးကိုတေချာပြတာ decimal တန်ဖိုးနဲ့ marketing level ထိုးရတာမဟုတ်ပဲကြော်ညာတာမျိုးမဟုတ်ပဲနဲ့တကယ်ကျွန်တော်တို့ဝယ် user တွေအတွက်ပေါ့နော်ကျွန်တော်တို့ဝယ်တဲ့လူတွေအတွက်တကယ်သုံးလို့ရနိုင်တဲ့ storage ပမာဏကိုပဲသူကထည့်ပြတာဗျဒါသူတို့ဒီ company ကိုကျွန်တော်တို့လေးစားတင်တယ်သူတို့ brand တွေပို့ပြီးတော့ဝယ်ယူတင်တယ်နော်ဒါသူတို့ရဲ့ယူသားမှုပြတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဘာကြောင့်ကျွန်တော်တို့ရဲ့ storage device တွေမှာကျွန်တော်ကွန်ပျူတာထဲထည့်လိုက်တဲ့အခါမှာဒီနဲဝါးတယ်ပေါ့နော်ဘာကြောင့်ကျွန်တော်တို့256ဝယ်သားနဲ့ဘာလို့256မရတာဘူးဆိုတာကိုတော့ကျွန်တော်တို့နားလည်သွားမယ်လို့မျှော်လင့်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ data တွေကပျောက်ဆုံးသွားတာတော့မဟုတ်ပါဘူးနော်ကုမ္ပဏီဘက်ကလည်းရောင်းတဲ့လူဘက်ကလည်းကျွန်တော်တို့256အနေနဲ့ရောင်းလိုက်တယ်မှန်တယ်သူက decimal တန်ဖိုးနဲ့တွက်ပြီးရောင်းတာဒါပေမဲ့ကွန်ပျူတာကကြတော့ binary တန်ဖိုးနဲ့ပြောင်းလဲလိုက်တဲ့အခါမှာတန်ဖိုးတွေကရောကျသွားတယ် data တွေပျောက်ဆုံးသွားတာတော့မဟုတ်ဘူးနှစ်ဖက်လုံးကမှန်ပါတယ် okay ပါအားလုံးကျေးဇူးတင်ပါတယ်